အားလုံးမင်္ဂလာပါကျွန်တော်နာမည်ခွန်စော်ရဲမောင်ပါခင်ဗျာ Pop and Nana ဘဝအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေတရေ fan တွေ ready လားခင်ဗျာကျွန်တော်ဒီတစ်ပုတ်ကတော့တရေတွေ Nana ဘဝတွေရဲ့ရန်တောင်းချမ်းတဲ့နေရာ9နေရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်Number 1 Taylor Memorial Hospital ဒီ Taylor Memorial ဆေးရုံကြီးဟာ US နိုင်ငံ Georgia မှာတည်ရှိပါတယ်ဒီဆေးရုံကြီးကို1939ခုနှစ်လောက်မှာတည်ဆောက်ထားပြီးအဲ့ဒီအချိန်တုန်းမှာဆေးရုံကြီးဆိုတာဒီနေရာတစ်ခုပဲရှိတယ်ဗျဒီဆေးရုံထဲမှာလူတွေကထောင်ကနန်းပေါင်ကုသခဲ့ရတယ်လို့တေဆုံးမှုတွေဟာလည်းအများများလို့ပါတယ်ဒီဆေးရုံရဲ့သမိုင်းတစ်ချောင်းမှာထူးဆန်းမှုတွေတရေချောက်မှုတွေဟာအလွန်များလွန်ပါတယ်ဥပမာထူးဆန်းကြောက်စရာကောင်းတဲ့အရိပ်တွေရာဝတ္ထုသူ့ဘာသာလှုပ်ရှားတာတွေပေါ့နော်ဒီဆေးရုံကြီးကို1989ခုနှစ်လောက်မှာပိတ်လိုက်ပြီးပြစ်ပယ်ခဲ့ရပါတယ်နောက်တော့ဒီဆေးရုံအိုကြီးကိုကုမ္ပဏီတစ်ခုကဝယ်ယူခဲ့ပြီး office တွေငားဖို့အကြံပြုခဲ့ပေမဲ့တိတ်မကြမီဒီ project ကရပ်သွားခဲ့ရတယ်ဗျကောလာကာလာတွေကတော့ဒီဆေးရုံကြီးကိုအလုတ်လုံနေကြရတဲ့အလုတ်သမားတွေကကျုပ်စရာကောင်းလွန်းတဲ့အရာတွေနဲ့ခဏခဏတွေးကြုံခဲ့ရတယ်တဲ့ဗျနောက်ပြီးတော့ဒီအလုတ်သမားတွေကဒီဆေးရုံထဲကိုအလုတ်လှုပ်ဖို့မပြောနဲ့နောက်ထပ်ဝင်ဖို့တောင်လုံးဝငင်းခုန်ခဲ့ကြတယ်လို့ကြားရပါတယ်နောက်တော့ Ghost Stalker လို့ခေါ်တဲ့ TV season သမားတွေကဒီနေရာကိုလာရောက်လေ့လာဗီဒီယိုတွေလာရိုက်ခဲ့တဲ့အခါတစ်ခုခုကိုတကယ်တွေ့ရှိခဲ့တယ်ဗျ Who the hell is that? Replays show what seems to be a solid figure walking by the incinerator room. The check-in camera has captured something shocking. It seems to be headed right for Chad, and I have no way to warn him. ဒီဗီဒီယိုထဲမှာတွေ့ရှိခဲ့တဲ့အရာကို The Tall Man လို့အင်တာနက်ပေါ်မှာအမည်ပေးခဲ့ကြပါလေ What the is that? Hello? I'm hearing noises. The noises are right outside the incinerator room, in the same direction as the figure we caught on camera. I can't believe I have no way to warn Chad. It was just someone walking right past them. Number 9 The Amityville Horror Amityville Horror လို့ခေါ်တဲ့ Suffolk County New York မှာရှိတဲ့တရေလျှောက်အိမ်ဟာကမ္ဘာမှာနာမည်အကြီးဆုံးလို့ပြောလို့မမှားပါဘူးစာအုပ်တွေရုပ်ရှင်တွေထွက်ခဲ့ပါတယ်1983ခုနှစ်မှာ Ronald Defoe လို့ခေါ်တဲ့လူတဦးဟာသူ့ရဲ့မိသားစုတွေအားလုံးကိုဘာကြောင့်မသိစိတ်မကောင်းစွာအကုန်တပ်ဖြတ်ခဲ့ပါတယ်ဒီကိစ္စကိုမေးမြန်းလိုက်တဲ့အခါသူဟာအဲ့ဒီအိမ်မှာနေထိုင်တဲ့နတ်ဆိုးတွေကသူ့ကိုဝင်ပူးပြီးသူ့မိသားစုတွေကိုတတ်ခဲ့တာပါလို့တင်းတင်းပြက်ပြက်ပြောခဲ့တယ်ဗျနောက်နှစ်လောက်မှဒီအိမ်ကို The Lutz လို့ခေါ်တဲ့မိသားစုဝယ်ယူခဲ့ပြီးလာရောက်နေထိုင်ခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းစွာသူတို့ဒီအိမ်ကို28ရက်လောက်ပဲနေခဲ့ပြီးအမြန်ဆုံးပြေးထွက်ခဲ့ရပါတယ်သူတို့ကိုတရေတွေနတ်ဆိုးတွေကနေ့တိုင်းနှိပ်စက်တပ်ဖြတ်ဖို့ကြိုးစားနေလို့ပါလို့ထွက်ရောက်ပြောခဲ့ပါတယ်သူတို့ပြောပုံကတော့သူတို့ဒီအိမ်မှာနေတော့ကြမ်းတမ်းတဲ့ထူးတန်တွေခြေတန်တွေနောက်ပြီးကြောက်စရာကောင်းစွာသူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာထူးဆန်းကုတ်ချက်တွေနိုးထတွေ့ရှိလေရှိတယ်တဲ့ဗျဒီချက်ပိုကြောက်စရာကောင်းတာကသူတို့ရဲ့သမီးငယ်လေး Missy Lutz ဟာလည်းထူးဆန်းစွာတယောက်ယောက်နဲ့အမြဲတမ်းစကားပြောနေပြီးသူမမိဘတွေမေးလိုက်တော့ဒီလိုပြန်ဖြေခဲ့ပါတယ် Jody လို့ခေါ်တဲ့ပုံပြောင်းတတ်တဲ့တငယ်ချင်းနဲ့စကားပြောနေတာလေလို့ပြန်ဖြေလေရှိတယ်တဲ့ဗျဒီ Jody ဟာသူမချေမှာကောင်လေးတစ်ယောက်အနေနဲ့ဒါမှမဟုတ်ကြီးမားပြီးမျက်လုံးအနီရောင်ဝက်တကောင်အနေနဲ့လာတွေ့လေရှိတယ်တဲ့ဗျဒီမိသားစုဒီအိမ်ကိုထွက်သွားတဲ့နောက်ဒီတရေတစီလေးလာရေးသမားတွေဒီအိမ်ကိုလာရောက်လေးလာခဲ့ကြတာပေါ့ဗျာသူတို့တွေဒီအရာကို TV ထဲလွှင့်ဖို့ဗီဒီယိုတွေဓာတ်ပုံတွေများစွာရိုက်ခဲ့ပါတယ်
ကင်မရာတစ်ခုကိုအော်တိုအချိန်နဲ့မကြာခဏမိနစ်ပိုင်းတိုင်းရိုက်ဖို့အင်ပေါ်ထက်တကားလေးနားမှာစင်ထားလိုက်ပါတယ်သူတို့တွေဒီကင်မရာကိုပြန်လဲကြည့်လိုက်တဲ့အခါအားလုံးကြောက်လန့်တုန်လှုပ်စေခဲ့ပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုရင်ဒီဓာတ်ပုံတွေထဲမှာကလေးငယ်တူကမစ်ဆီလက်စ်အိတ်ခန်တဲကနေလမ်းကြည့်နေတာကိုကြက်တီထားစရာကောင်းလောက်အောင်တွေ့နေရပါတယ်အဲ့ဒီအချိန်မှာဒီအိမ်ထဲမှာကလေးတွေတယောက်မှမရှိဘူးဗျပိုထူးဆန်းကြောက်စရာကောင်းတာကဒီပုံကိုမစ်ဆီလက်ကလေးမလေးကိုပြလိုက်တာနဲ့သူမချက်ချင်းဒီကောင်လေးကိုတီးနေပါတယ်ခင်ဗျာအော်အဲ့ဒါသမီးပြောတယ်သမီးရဲ့တငယ်ချင်းဂျိုဒီလေလို့ချက်ချင်းပြန်ဖြေခဲ့ပါတယ်နံပါတ်3 Winchester Mansion ဒီအိမ်ဟာလည်းအင်မတန်နာမည်ကြီးပြီးရုပ်ရှင်ကားတွေတောင်ထွက်လာခဲ့ပါတယ် Sarah Winchester ဟာအလွန်ချမ်းသာတဲ့ Winchester Rifle လို့ခေါ်တဲ့ကမ္ပဏီကြီးကိုပိုင်ဆိုင်ထိန်းချုပ်ခဲ့တဲ့အမျိုးသမီးပါခင်ဗျာသူမရဲ့အမျိုးသားနဲ့သမီးလေးတေဆုံးသွားတဲ့နောက်သူမအလွန်ပူလောင်တောကဖြစ်ခဲ့တဲ့အတွက်နတ်ဆရာတစ်ယောက်ကိုတွားတွေ့ခဲ့တာပေါ့ဗျာဒီနတ်ဆရာကဒီလိုပြောပြခဲ့တယ်ဗျသူမရောင်းချတဲ့တနတ်တွေနဲ့တေဆုံးခဲ့ရတဲ့လူတွေဟာသူမကိုအမြဲနှိပ်စက်နောက်ပြီးတော့အမြဲနှိပ်စက်သွားမှာဖြစ်ကြောင်းဟောပြောပေးခဲ့တယ်ဗျနောက်ပြီးတော့ဒီနတ်ဆိုးတွေရဲ့ကလဲ့စားခြင်းနောက်ချက်မှုတွေကိုမခံချင်ရင်တော့အင်မတန်ကြီးတဲ့အိမ်နဲ့အခန်းပေါင်းများစွာကိုပြုလုပ်ပေးရမယ်လို့ဟောပြောခဲ့လိုက်ပါတယ်ဒီအိမ်တွေအခန်းတွေကိုအမြဲတမ်းပြုလုပ်နေမှသူမကိုဒီနတ်ဆိုးတွေကအလွတ်ပေးမှာပါလို့ပြောပြီးသူမမစောင့်နိုင်တော့ရင်သူမလည်းတေမာတေရှာတယ်လို့ပြောပြခဲ့ပါတယ်အဲ့တော့1884ခုနှစ်လောက်မှာ Sarah Winchester California ကိုပြောင်းသွားပြီးချန်တချန်ဝဲယူကတီကြီးမားတဲ့အိမ်ကိုစတီဆောက်ပါတော့တယ်ခင်ဗျာသူလက်သမားအယောက်20လောက်ငါပြီးတစ်နှစ်လုံးတနေ့24နာရီနေ့တိုင်းအမြဲတမ်းဒီအိမ်ကိုတီဆောက်ခိုင်းခဲ့ပါတယ်မကြပါဘူးခင်ဗျဒီအလုပ်သမားတွေထူးဆန်းတဲ့အရာတွေစပြောထွက်လာပါတော့တယ်ခင်ဗျထူးဆန်းခေါ်တန်တို့ပီယန်နိုသူ့ကိုယ်သူအတန်တွေထွက်လာတာတို့ခြေတန်တို့ပေါ့ဗျာ Sarah Winchester ဟာလည်းညတိုင်းအခန်းပုံစံဒီဇိုင်းတွေဆွဲကမနေ့တိုင်းဒီဒီဇိုင်းတွေကိုအလုပ်သမားတွေကိုအမိန့်ပေးလေးရှိပါတယ်ခင်ဗျအခန်းတွေတချို့ဟာလုံးဝအတိတ်ပဲမရှိဘူးတဲ့ဗျထူးဆန်းတယ်လို့ပြောရမှာပေါ့ဘလို့မှဝင်လို့မရတဲ့အခန်းတွေနောက်ပြီးအခန်းတစ်ခုကနေမှအခန်းနောက်တစ်ခုထပ်ပြုလုပ်ထည့်တာတို့ထူးဆန်းတဲ့အရာတွေပေါ့နော်သူမရဲ့ခံယူချက်ကတော့ဒီအခန်းတွေကြောင့်နတ်ဆိုးတွေကြောင်သွားစေမှာပါလို့ယုံကြည်ခဲ့တယ်တဲ့ဗျသူမဟာဘလောက်ကြောက်လန့်ခဲ့ရလဲဆိုရင်တညနဲ့တညအမြဲတမ်းတခန်းထဲတောင်မအိပ်ရဲခဲ့ဘူးခင်ဗျသူမဟာတနေ့ပြီးတနေ့တခန်းပြီးတခန်းပြောင်းအိပ်နေခဲ့ရပါတယ်ဒီပြုလုပ်ရေးဟာ Sarah Winchester 1922ခုနှစ်မှာတေဆုံးသွားတဲ့အထိပြုလုပ်ခဲ့ရပါတယ်ဒီအိမ်ပြုလုပ်ရေးရပ်သားသွားတဲ့အချိန်တော့အိမ်ထပ်ပေါင်း9ထပ်ကြီးပြီးအခန်းပေါင်း160ခန်းပရင်းပေါက်အလုံးပေါင်း1000နောက်ပြီးတကားတွေလည်း2000ကျော်အထိတောင်ရှိသွားခဲ့ပါတယ်ဒီကြောက်စရာကောင်းတဲ့အိမ်ကြီးဟာအခုတော့ပြတိုက်တစ်ခုဖြစ်သွားခဲ့ပါပြီအခုအထိနတ်ဆိုးတွေချောင်းနေတုံးလို့ပြောကြပါတယ်ခင်ဗျညအလုတ်သမားတယောက်ဒီထူးဆန်းတဲ့မီးသူ့ကိုယ်သူလှုပ်နေတာကိုဗီဒီယိုရိုက်မိခဲ့ပါတယ်ခင်ဗျာနံပါတ်4 Holmesburg Prison American Pennsylvania မှာရှိတဲ့ Holmesburg Town ဟာနာမည်ကြီးတစ်ခုပါပဲခင်ဗျတရေလျှောက်တဲ့နေရာမှာပြောတာပါဒီ town ကို1895ခုနှစ်လောက်မှာတည်ဆောက်ခဲ့ပြီးကြောက်စရာကောင်းတဲ့အကျဉ်းဆုံးလူတွေဒီ town ထဲမှာတေဆုံးခဲ့ကြရပါတယ်ထောင်တော်လန်ရေးတွေရံပစ်တာတွေလူတက်တာတွေဟာဒီထောင်ထဲအမြဲတမ်းဖြစ်လေရှိပါတယ်အဲ့ဒါတည်းမကအဲ့အချိန်မှာဒီထောင်သားတွေကိုရက်ဆက်နှိပ်စက်မှုတွေကိုလည်းပြုလုပ်ခဲ့ကြပါတယ်ဒါပေမဲ့ပိုကြမ်းတမ်းတဲ့အရာက1951ခုနှစ်လောက်မှာအစိုးရတွေကအလွန်အန္တရာယ်ကြီးတဲ့ဆေးဝါး chemical များနောက်ပြီး radiation တွေပြင်းထန်တဲ့အရာတွေကိုဒီထောင်သားတွေကိုတရိတ်ဆန်လိုအသုံးပြုကစမ်းသပ်ခဲ့ကြပါတယ်ဒီထောင်သားတွေအစိမ့်တေခဲ့တာတွက်လို့တောင်မရဘူးလို့ကြားရပါတယ်ခင်ဗျအဲကြောင့်မလို့ဒီနေရာဟာလည်းအလွန်တရေခြောက်တဲ့နေရာတစ်နေရာလို့ပြောလို့မမှားပါဘူးဒီထောင်ထဲကို Ghost Hunter TV အစီအစဉ်အဖွဲ့သားတွေတွားရောက်လေ့လာခဲ့ပါတယ်Holy crap. Holy crap.
Upon review, it is clear that the cameras also picked up the sound of a cell door slamming shut. You can cross over! I'm officially lost my cool. Number 9 The Island of the Doll Mexico နိုင်ငံအနောက်ဘက်မှာကျွန်းငယ်လေးတစ်ခုရှိပါတယ်ဗျဒီကျွန်းကရိုးရိုးကျွန်းတော့မဟုတ်ဘူးဒီကျွန်းပေါ်မှာထူးဆန်းစွာအလွန်ကြောက်စရာကောင်းတဲ့အယုတ်တွေများစွာတစ်ပင်တွေပေါ်ချိတ်ထားတာကိုတွေ့ရပါလိမ့်မယ်ပုံပြင်ကဒီလိုပါခင်ဗျဒီကျွန်းကိုပိုင်တဲ့ Julian Santana Barrera ဟာကလေးမလေးတူအနီးနားရေကန်မှာနှစ်တည်ခဲ့တာကိုတွေ့ရှိခဲ့တယ်တဲ့ဗျမကြာမီဒီရေကန်ထဲမှာပဲအယုတ်ကလေးတစ်ခုကိုတွေ့ရှိခဲ့တယ်တဲ့ဗျအဲ့ဒီအယုတ်ကလေးကိုသူကယူသိန်းကတစ်ပင်ပေါ်တေဆုံးသွားတဲ့ကလေးမလေးအတွက်အရေးပေးချိတ်ပေးခဲ့တာပေါ့ဗျာဒါပေမဲ့ဒီလူကအကောင်းလုပ်ပေးတာကိုအရေးမပေးပဲသူ့ကိုဒီကလေးတရေက6လန့်ဒုက္ခပေးပါတော့တယ်ခင်ဗျာဂျူလီယန်ဟာလည်းအယုတ်တွေများစွာဝယ်ယူကဒီကလေးနှက်ဆိုသူ့ကိုမတက်အောင်တစ်ပင်တွေပေါ်ချိတ်ပေးတော့တာပေါ့ဗျာသူ့ရဲ့အယုံကြည်ဟာဒီအယုတ်တွေကိုကလေးမလေးကဝင်ပူးနိုင်တော့ကြောင်းအယုတ်တွေပေါင်းများစွာကိုတကျွန်းလုံးနေရာတိုင်းချိတ်ဆက်ပေးလိုက်ပါတယ်ဂျူလီယန်နဲ့နီးတဲ့တငယ်ချင်းတွေပြောပုံကသူဒီနှစ်တည်သွားတဲ့ကလေးမလေးကိုတွေ့ရှိတဲ့နောက်ပိုင်းသူ့ကိုတခုခုကဝင်ပူးသွားသလိုထူးဆန်းလွန်းတဲ့အရာတွေလုပ်နေပြီးလုံးဝပြောင်းလဲသွားတယ်တဲ့ဗျဂျူလီယန်ဟာဒီကလေးမလေးတေဆုံးသွားတာကိုသူ့နဲ့မဆိုင်ပဲအလွန်ဝန်းနေသွားတာလုံးဝအတိတ်ပင်မရှိဘူးလို့ပြောကြပါတယ်ဒါပေမဲ့သူ့ကိုဘသူကဘာပဲပြောနားမထောင်ပဲနှစ်ပေါင်90လောက်ဒီကြောက်စရာကောင်းတဲ့အယုတ်တွေကိုတစ်ပင်ပေါ်ချိတ်ခဲ့ပြီးတနေ့တော့သူပျောက်သွားတယ်ဗျကြောက်စရာကောင်းတာကဂျူလီယန်ကိုပြန်တွေ့တော့ဒီကလေးမလေးတေဆုံးရေနစ်ခဲ့တဲ့နေရာထဲမှာဂျူလီယန်ရဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါနဲ့မပြီးသေးဘူးဗျအဲ့နီးနားမှာနေထိုင်တဲ့လူတွေဟာလည်းခဏခဏအချောက်ခံခဲ့ရတယ်တဲ့ဗျဒီတရေမလေးဟာဒီတကျွန်းလုံးကိုဒီအယုတ်တွေရှိတဲ့နေရာတိုင်းတွာလာနိုင်ပြီးလူတွေကဒီအယုတ်တွေရွှေ့လျားလာတာတို့မျက်လုံးလှဲ့တာတို့အတန်သူ့ကိုယ်သူထွက်လာတာတို့ခဏခဏကြားရချောက်ခံခဲ့ရဖူးပါတယ်ဒီနေရာကိုလည်း The Ghost Adventure သမားတွေတွားရောက်လေ့လာတာပေါ့ဗျာသူတို့တွေဒီနေရာကိုရောက်တာနဲ့ချက်ချင်းကြက်တီထားစီခဲ့တယ်လို့ပြောကြပါတယ်သူတို့တွေလေပေါ်မစင်းမီလမ်း6တန်တွေကလေးမရီတန်တွေကြားနေရတယ်လို့ပြောကြပါတယ်သူတို့တွေဒီကျွန်းပေါ်ဆင်းဖို့ကြောက်လန့်ခဲ့တယ်တဲ့ဗျဒါပေမဲ့နောက်ဆုံးတော့ကြောက်လန့်စွာဆင်းလိုက်ပါတယ်မိုးကလည်းရှုပ်သွားပြီဗျသူတို့တွေကင်မရာသမားတွေကိုစောင့်နေရင်အထဲဝင်နည်းနည်းလေ့လာနေတော့ထူးဆန်းစွာရုတ်တရက်မီးပုံတစ်ခုဘဲကနေပေါ်လာမှမသိတွေ့လိုက်ရပါတယ်သူတို့တွေဒီနေရာကိုဖြတ်သွားခဲ့ဖူးပါပြီဒါပေမဲ့ဘာမီးပုံမှမတွေ့ခဲ့ဘူးဗျထူးဆန်းစွာမီးပုံကဘဲကမသိပေါ်လာပါတယ်ဒါပေမဲ့ဒီအချက်ပြတာတွေကိုအရေးမပေးခဲ့ပဲဒီထက်မက net shine တဲ့နေရာကိုဝင်သွားခဲ့ပါတယ်မကြာမီကြောက်စရာကောင်းတဲ့အရာတွေဖြစ်ပေါ်လာပါတော့တယ်ခင်ဗျာအယုတ်တစ်ခုကသူ့ကိုယ်သူရုတ်တရက်ထအော်ပါတော့တယ်ခင်ဗျာ Hold on, let me get a shot. Let me get this if we're gonna do this right. Hurry up, I don't want that 7-foot spider coming out. Well, dude, hold on, man. It's important. Here, I'll come from the side. So we don't blind the camera. Ready? Ready? No, I'm not ready for the. Oh! Whoa! Bro! Come here! Oh my god. Oh my god. One of them's laughing. Oh my god. သူတို့တွေကြောက်လန့်စွာဒီနီးနားရုပ်တွေကိုအကုန်လုံးစမ်းတက်လိုက်ပေမဲ့ဘာပဲလုပ်လို့အတန်တွေထွက်မလာနိုင်ခဲ့ပါဘူးသူတို့တွေကြောက်လန့်ပေမဲ့နည်းနည်းတက်ဝင်သွားတော့မကြမီကောင်မလေးတချင်းဆိုနေတာကိုကြားလိုက်ရတယ်တဲ့ဗျဒါပေမဲ့ဘာဖြစ်လို့မပြေးလဲတော့ကျွန်တော်နားမလည်နိုင်ဘူးသူတို့တက်ဝင်ဖို့ကြိုးစားလိုက်တဲ့အခါအလွန်ကျဲတဲ့လူမဟုတ်တဲ့အော်တန်ကိုကြားလိုက်ရပြီးဒီအချိန်တော့သူတို့လည်းပိုဝင်ဖို့ကြောက်လန့်သွားပြီဗျအဲကြောင့်မလို့သူတို့ပြန်လဲနောက်ဆုတ်လိုက်ရပါတယ် You trapped in these dolls?သူတို့တွေကိုနတ်ဆိုအရာတစ်ခုပြန်နောက်ဆုတ်ဖို့အတင်းသားတယ်လို့ခံစားရတယ်လို့ပြောခဲ့ကြပါတယ်ခင်ဗျာကဲဗျာအလွန်ကြောက်စရာကောင်းတဲ့နေရာ9နေရာအကြောင်းကိုကျွန်တော်ဒီမှာပဲရပ်သားပေးလိုက်ပါမယ်
တရေပရိသတ်တွေခင်ဗျဒီနေရာကိုတွားလေဖြစ်မယ်ဆိုရင်ကျွန်တော်ကိုခေါ်ကြမလို့ပါဘူးဒါပေမဲ့ဗီဒီယိုလေးတော့ရိုက်ပြီးကျွန်တော်ကိုပို့လာလိုက်နော်ကဲဗျဒီဗီဒီယိုကိုကြိုက်ရင်တော့ like တွေ share တွေအကုန်လုပ်ထားလိုက်ပါနောက်ပြီးတော့ YouTube ပေါ်လဲ subscribe ပေးကြပါအောင်ခင်ဗျတစ်ချက်လောက်ဟုတ်ကဲ့အားပေးကြတဲ့ပရိသတ်တွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကောင်းတော်ညပါခင်ဗျာ